ဒီမှာဒီပေါ့နော်ကောင်းလေးတယောက်ကလာမေးထားရပေါ့နော်သူ့ရဲ့အမျိုးသမီးကကိုဝင်ကလေးမွေးပြီးသွားရင်နောက်ပိုင်းမှာပေါ့နော်သူ့ရဲ့ private area လေးမဲသွားလို့ပေါ့နော်မိမကိုလေးမဲသွားလို့ဘာဖြစ်တာလဲဆိုပြီးတော့လာပြီးမေးထားလို့ပါဖုကလာပြီးတော့အဲ့ဒါလေးပြပြပေးချင်တာပါ okay ဘာဖြစ်လို့မဲသွားလဲဆိုလို့ရှိရင်တော့အဖေကတော့လွယ်လေးပဲရှင်းလေးပဲနော်ဒါဘာကြောင့်လဲဆိုလို့ရှိရင်သူကဒီပေါ့နော်ကလေးမွေးပြီးသွားတယ်မိခင်နေဆိုလို့ရှိရင်ကလေးမွေးပြီးနောက်ပိုင်းမှာဒီလိုမျိုးဟော်မုန်းအပြောင်းလဲလေးဖြစ်သွားပါရဲ့ရှင်ဟော်မုန်းပြောင်းလဲဖြစ်သွားတဲ့အချိန်မှာဒီလိုမျိုးမိမကိုတွေကမဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့လုံးဝစိတ်ပူကြတော့မလိုဘူးပေါ့နော်ပြီးတော့ဒါပေမဲ့ဒီလိုမိမကိုမဲတယ်ဆိုတာကအိမ်လောင်တယ်ပဲမဲရလားအပြိုလေးတွေရောမမဲဘူးလားဆိုရင်အပြိုလေးတွေလည်းမဲတတ်တယ်ပေါ့နော်တချို့ကြတော့ဘာကြောင့်မဲလဲဆိုလို့ရှိရင်ကွာတကွေအားသာဖြည့်တဲ့သူတွေလည်းမဲတတ်တယ်နောက်တစ်ခုနေတွတ်တော့ပေါ့နော်ဒီလိုမျိုးပုတ်တက်တာညာတော့ပေါ့နော်မဲတတ်တာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်မွေးရပါမဲတဲ့သူလည်းရှိပါရဲ့ရှင်เนาะဒီလိုမျိုးလေးတချို့ကြတော့လည်းအပြိုလေးတမဲနဲ့ဟော်မုန်းတအားများလို့ပေါ့နော်မဲတာမျိုးလေးလည်းရှိရဲเนาะဒါမျိုးလေးရှိတယ်အဲ့တော့မဲတယ်ဆိုလို့ရှိရင်လည်းလုံးဝစိတ်မပူပါနဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုကကြတော့မပူတွေမှာဒီလိုမျိုးမဲတာလေးကိုပြန်ပြီးတော့ဖွေးစီတဲ့အတွဲလေးရှိပါရဲ့ဘာလို့လဲဆိုလို့ရှိရင်ဟော်ရီယာမပူရဲ့အိုးမိုင်စင်ဆက်ပြလေးနဲ့တနေ့ကို2ကြိမ်စေကြောတန်းစင်ပေး private area လေးကိုဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ဟော်ရီယာမပူရဲ့စီရန်လေးကိုသုံးပြီးလို့ရပါရဲ့ရှင်အိမ်နောက်တယ်လေးသုံးမယ်ဆိုလို့ရှိရင်တော့ကျင့်မယ်ကျင်းမယ်မှွေးစီပါနော်